မင်္ဂလာပါရှင် Pay for You ဇီဝဘုဒ္ဓ channel လေးမှာကြိုဆိုပါရစေ။ဇီဝနဲ့ပတ်သက်တဲ့အခြေခံဘုဒ္ဓကိုဝင်ငါပြီးတော့မှာဖြစ်လို့ channel လေးကိုကြည့်ရှုပေးကြပါအောင်နော်။နောက်ဆုံးပြောချင်တာကတော့ဆေးဆိုတာဘာလဲ။ဆေးဆိုတာကတော့ဒီမှာပြထားတဲ့အတိုင်းပဲတောက်သုံးနိုင်တဲ့ဟာတွေရှူရှိုင်းနိုင်တဲ့ဟာတွေအရေးရမှတစ်ဆင့်စုပ်နိုင်တာတွေရှောင်းမှတစ်ဆင့်ပြောင်းဝင်နိုင်တဲ့ပစ္စည်းကိုဆေးလို့ခေါ်ပါတယ်။အဲ့ဒီပစ္စည်းကလူခဏအကူမှာဆိုရင်ဇီဝကမ္မဆိုင်ရာပြောင်းလဲမှုကိုဖြစ်စေနိုင်တဲ့ပစ္စည်းတစ်မျိုးဖြစ်ပါတယ်။ဆေးမှာဆိုရင် OTC medicine နဲ့ POM ဆိုပြီးခွဲထားပါတယ်။ OTC over the counter medicine ဆိုတာကတော့ဆရာဝန်ဆေးညွှန်စာမလိုပဲရောင်းလို့ဝယ်လို့ရတဲ့ဆေးဖြစ်ပါတယ်။ POM prescription medicine ကတော့ဆရာဝန်ဆေးညွှန်မြင်သာရောင်းဝယ်လို့ရတဲ့ဆေးဖြစ်ပါတယ်။နောက်တစ်ခုကတော့ dosage form လို့ခေါ်တဲ့ဆေးရဲ့ပုံစံတွေပါဆေးရဲ့ပုံစံတွေမှာဆိုလို့ရှိရင် topical ဆိုတာကတော့အရေးပြားပေါ်မှာအသုံးပြုရတဲ့လိင်ဆေးဖြစ်ပါတယ် cream တို့ ointment တို့ gel တို့ lotion တို့ patch တို့ powder တို့ပုံစံနဲ့လာပါတယ်နောက်တစ်ခုကတော့ oral ပါ oral ဆိုတာကဇမတောက်သုံးရတဲ့ဆေးဖြစ်ပါတယ် oral မှာဆိုရင်ဘယ်လိုပုံစံတွေရှိမလဲဆိုတော့ tablets လို့ခေါ်တဲ့ဆေးခဲတွေ capsule လို့ခေါ်တဲ့ဆေးတောင်တွေလိုစမ်းကြီးလို့ခေါ်တဲ့ငုံဆေးတွေ thin film လို့ခေါ်တဲ့film ပြပပလေး liquid လို့ခေါ်တဲ့အရေးပုံစံတွေဆိုပြီးတော့ရှိပါတယ်နောက်တစ်ခုကတော့ eye care products ပါမျက်လုံးမှာအသုံးပြုရတဲ့ဆေးဖြစ်ပါတယ်မျက်လုံးမှာထည့်ဆေးဆိုလို့ရှိရင် eye drops လို့ခေါ်တဲ့မျက်လုံးအဆက်ချတဲ့ဆေး solution ပေါ့နော် eye solution တွေ ointments တွေရှိပါတယ်မျက်လုံးမှာလည်း ointments လို့ခေါ်တဲ့ညှစ်တဲ့အတောင်လေးပေါ့နော်အဲ့ဟာလေးလည်းအသုံးပြုလို့ရပါတယ်နောက်တစ်ခုကတော့ inhalation လို့ခေါ်တဲ့ရှူရတဲ့ဆေးပေါ့နော် inhalation ဆိုတာကပါးစပ်ကနေပြီးတော့ရှူရတဲ့ asthma သမားတွေမှာသုံးတဲ့ပါးစပ်ကရှူရတဲ့ဆေးပါနောက်တစ်ခုကတော့ injections and drips ပေါ့နော် injection ဆိုတာကတော့ထိုးဆေးဖြစ်ပါတယ် drip တွေကတော့အကြောသွင်းဆေးဖြစ်ပါတယ်သူတို့ကတော့ဘယ်လိုပုံစံနဲ့လာလဲဆိုတော့ ampoule ပုံစံနဲ့လာတယ် vial ပုံစံနဲ့လာတယ် pen drip bottle drip bag ဆိုပြီးတော့အထုပ်လေးနဲ့လည်းလာပါတယ်ဒါကတော့လာတဲ့ဆေးလာတဲ့ပုံစံတွေဖြစ်ပါတယ်ဒါလေးတွေကတော့အပေါ်မှာဆိုရင် eye drop ပေါ့နော် Viruto နှစ်မျိုးပြထားတဲ့ eye drop ပါဒီဘက်ကတော့ inhalation ညာဘက်ခြမ်းမှာရှိရဲ့ inhalation Serota inhaler ဆိုပြီးတော့ asthma သမားတွေရှူရတဲ့ဟာပါနောက်တစ်ခုကတော့ဒီဘက်မှာ cream gel lotion ointment paste ဆိုပြီးတော့သူတို့ရဲ့ကွာခြားပုံလေးပြထားပါတယ်ဒီဘက်မှာတော့ tablet တွေ caplet တွေပါမှာပဲပြီးတော့မှာ ampoule လေးနဲ့ထိုးဆေး drip လေးပါမယ် injection လေးပါပါတယ်ဒါကတော့ oral ပါနော်ပါးစပ်ကနေတောက်သုံးနိုင်တဲ့ဆေးပြပုံစံတွေကိုပြထားဖြစ်ပါတယ်ပထမဆုံးတစ်ပုံကတော့ tablet လို့ခေါ်တဲ့ဆေးခဲကြီးပါဆေးခဲမှာဆိုရင်လည်းပုံစံမျိုးမျိုးနဲ့လာပါတယ်နောက်တစ်ခုကတော့သူ့ရဲ့တစ်ခါမှရှိရတာ effervescent tablet လို့ခေါ်တဲ့ရေစုဆေးပြဖြစ်ပါတယ်နောက်တစ်ခုကတော့ sublingual tablet လို့ခေါ်တဲ့ရှာအောက်မှာထည့်ရတဲ့ဆေးတစ်မျိုးပါငုံဆေးလေးပေါ့နော်သူ့အတူတစ်ဖြည်းဖြည်းနဲ့ပျော်ပြီးတော့ absorb လုပ်ရပါလားနောက်တစ်ခုကတော့လူစမ်းကြီးပါလူစမ်းကြီးကတော့ချောင်းဆိုးတဲ့အချိန်မှာလေစားနိုင်တဲ့အချိန်မှာငုံရတဲ့ငုံစေးတစ်မျိုးပါနောက်တစ်ခုကတော့ bargain strip ပါအဲ့ဒါခုနပြောရဲအရှိမပြောရတဲ့ thin film လို့ခေါ်တဲ့ film ပြားလေးဖြစ်ပါတယ်ရှာဝါကိုဒီ film များလေးကိုတင်လိုက်တာနဲ့ဖြည်းဖြည်းနဲ့ပျော်ဝင်ပြီးတော့ဆုပ်ယူသွားတာပါနောက်တစ်ခုက capsule ပါဆေးတောင်ပုံစံမှာဆိုလို့ရှိရင် hard gelatin capsule နဲ့ soft gelatin capsule ဆိုပြီးတော့ capsule နှစ်မျိုးရှိပါတယ်ဒီဘက်မှာဆေးနှစ်ရောင်ကာလာလေးရှိနေတဲ့ capsule ကတော့ hard gelatin capsule လို့ခေါ်ပါတယ်သူကအမာပေါ့နော်အဲ့ဒါလေးတွေကချွတ်လို့ရပါတယ်အဲ့ capsule လေးတွေကဒီဘက်က soft gelatin capsule ကတော့အားစိတ်တွေများမှာတွေ့ရပါတယ်ငါးချစ်စီမှာဆိုရင်လည်းတွေ့ရပါတယ်နောက်တစ်ခုကတော့ powder ပါ powder ကတော့အကုန်လုံးသိပြီးသားအတိုင်းအမှုန့်ဖြစ်ပါတယ်နောက်တစ်ခုက liquid ပါ liquid ကတော့အရည်တိုက်ပါချောင်းဆိုးပြောင်ဆေးရည်တို့ခလင်းငယ်လေးသုံးတဲ့ paracetamol ဆေးရည်တို့အစာရည်တို့တောက်တဲ့ဆေးရည်တို့အဲ့ဒါအကုန်လုံးက liquid type ပါ